ခေပြက်လို့စိတ်ပြက်နေမယ်ဆိုရင်ဒီဟာလေးကိုနားထောင်တမချမ်းသာတယ်ပါနောရီဆိုတဲ့လူတယောက်ရှိတယ်ခေတ်ကပြက်နေတာမြေကြီးကပုံနှံအောင်ထွက်နေဘလို့မှပြက်နွေးလို့မရတော့ဒီပုတ်ဆက်နေတဲ့ကဘာမြေကြီးကိုကောင်းကင်ကတန်ရှင်းတဲ့ရေနဲ့ဆေးကြောမှပဲအဆင်ပြေတော့မှာလေဆိုတော့သူကယုံကြည်ခြင်းနဲ့တင်မောဆောက်တာ3-4နှစ်မဟုတ်နှစ်ပေါင်း100လောက်ကြာနောက်ဆုံးတော့ဗာဖြစ်တယ်ဘုရားသခင်ကနောရီအားဖြင့်ကဘာမြေအဖြစ်တစ်ခုကိုမွေးထုတ်ပေးလိုက်တော့ဒီနေ့ခင်ဗျားထုစစ်နေတဲ့တင်ဘောကဘာတင်ဘောလဲဆက်လက်ပြီးတော့ထုစစ်ပါစဉ်းစားကြည့်လေခင်းတဲ့စနစ်ပြတ်နေတာကိုဘာမှတတ်လို့မရဘူးဒါပေမဲ့စိတ်ဓာတ်တွေပြုတ်ကျနေတာကိုတော့ပြန်ဆွဲတင်မှရတယ်နောက်ရီကိုပဲကြည့်လေသူ့ခင်မှာခေတ်ကောင်းစနစ်ပေါ်အခြေအနေမကောင်းကျန်းစာကပြောတယ်ပုတ်တယ်သဘောကဘယ်လိုမှအကောင်းဘက်ကိုပြန်မရောက်နိုင်ဘူး။ဒီနီလန်းထဲမှာပြုပြင်တည်ဆောက်လို့မရတော့နီလန်းတစ်ခုပဲရှိတယ်။အသစ်တစ်ခုပြန်ဖန်ဆင်းဖို့ဒီလိုဖန်ဆင်းခြင်းကဘုရားသခင်နဲ့ပဲဖြစ်နိုင်တယ်။ဆိုတော့လူနီလန်းနေမလိုက်ပါနဲ့အဆုံးမှာသိခြင်းပဲရှိတယ်။ဘုရားနဲ့ခေတ်အပြတ်မှာကျွန်တော်တို့ရှေ့ဆက်မယ်။ကဘာမြေတစ်ခုကိုဖန်ဆင်းကြမယ်